ဒီနေ့မှာတော့မိသားစုလိုက်တိုက်ဝင်းဝင်းနဲ့နေလို့ရမယ်နှစ်ထပ်အိမ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်။အလုံးမင်္ဂလာပါ KTZ အိမ်ရှင်မြေမှာကြိုဆိုပါတယ်ရှင်။ဒီအိမ်လေးရဆိုလို့ရှိရင်တော့မိထီလာမျိုးဝေစင်းရက်ကွက်စိန်ပန်းလန်းတဲမှာရှိတဲ့ဂျပန်စာတင်တန်းကျောင်းအနီးမှာပဲတည်ရှိပါတယ်ရှင်။အိမ်လေးရဲ့အကျယ်ဆိုလို့ရှိရင်ပေ90ပတ်လည်ရှိပြီးတော့ရေမီးအပြည့်စုံပါတဲ့အပြင်ခရမ်းတက်တန်းကလည်းအပြည့်ကျန်ပါသေးတယ်ရှင်။အိမ်လေးကိုတစ်ချက်လောက်လိုက်ကြည့်ပေးပါအောင်ရှင်။အထဲမှာဆိုလဲအိမ်ခန်းအကျယ်ကြီးတစ်ခန်းပါတဲ့အပြင်အိမ်ခန်းကကြတော့ဒီဘက်မှာတစ်ခန်းဒီဘက်မှာတစ်ခန်းဒီဘက်မှာကတစ်ခန်းအိမ်ခန်းတစ်ခန်းပါတဲ့အတွက်မိသားစုအတွက်လည်းအဆင်ပြေပါတယ်အပေါ်တက်မှာဆိုရင်လည်းလိုက်ကြည့်ပေးပါအောင်ရှင်ပေါ်ထဲမှာဆိုလို့ရှိရင်လည်းဖျားခန်းကနေရာကျဲတဲ့အတွက်ကိုကကုသိုလ်ပါညာလုပ်မယ်ဆိုလို့ရှိရင်လည်းနေရာကတော်တော်လေးကိုအဆင်ပြေတယ်။ဒါအပြင်သူကအပေါ်ထဲမှာလည်းအခန်းတစ်ခန်းဖွဲ့ပေးထားတာမို့လို့အခန်းကလည်းကျဲတဲ့အတွက်သူကအခန်းပြန်ဖွဲ့ခြင်းနဲ့ဆိုရင်လည်းနှစ်ခန်းလောက်ပြန်ဖွဲ့လို့ရတဲ့အနေအထားမှာရှိပါတယ်။ဒါအပြင်သူကဒီဘက်ကိုသွားမယ်ဆိုလို့ရှိရင်လည်းဝရန်တာစင်းပြန်လေးလည်းထည့်ပေးထားတာမို့လို့ညနေပိုင်းမှာကိုကအပြင်ကိုလေကောင်းလေတန်လေးရှူတင်နေဆိုရင်လည်းအဆင်ပြေပါတယ်ရှင်။ကဲအားလုံးပဲဒီအိမ်လေးရဲ့ဈေးနှုန်းလေးကိုသိချင်နေကြမယ်ထင်ပါတယ်ရှင်။ဒီအိမ်လေးရဲ့ဈေးနှုန်းလေးကတော့3200ပဲဖြစ်ပါတယ်ရှင်။ဒီလိုအိမ်ကောင်းအိမ်တန်လေးကိုရဖို့ခက်ခဲရဖြစ်တာမို့လို့ဝယ်ယူချင်တယ်ဆိုလို့ရှိရင်တော့ဒီဖုန်းနံပါတ်လေးကိုဆက်သွယ်လိုက်ပါရှင်။တိကျမှန်ကန်မြန်ဆန်မှု KTZ နဲ့အစားပြု